သတင်းထူပါတယ်US သမ္မတကြီးတော်လည်းဒီဗန်နီဇွဲလားဂျာကသမ္မတဂျာကတင်းမာမှုတွေကမနေ့ကအရှိန်အရင်မြင့်တက်ခဲ့တယ်အဲ့ဒီရဲ့နောက်ွယ်မှာဘယ်လိုအကြောင်းတွေရှိနေရဲဆိုတာအသေးစိတ်ပြပြပေးချင်ပါတယ်ဒီ Global View အကောင့်လေးနဲ့အပေါင်းလေးနဲ့အသေးလေးပေးစိတ်မှန်ရှင်းပြသွားနိုင်တယ်လို့ဒီ YouTube အကောင့်မှာလည်းသွားပြီး subscribe လုပ်ပြီးတော့ကြည့်နိုင်ပါတယ်နော်ဟုတ်ပါတယ်အမေရိကန်သမ္မတကြီးတော်ကနေပြီးတော့သူ confirm လုပ်လိုက်တယ်သူနဲ့လွန်ခဲ့တဲ့တက်ဘက်ကသူနဲ့ဒီပေါ့နော်ဗန်နီဇွဲလားသမ္မတရဲ့ဂျားမှာဖုန်းခေါ်ဆိုမှုကိုလုပ်ခဲ့တယ်ဆိုတာကိုသတင်းတောက်တွေအတည်ပြုပြောကြားလိုက်ပြီးဒါပေမဲ့ဘယ်လိုအကြောင်းအရာတွေပြောခဲ့တယ်ဆိုတာကိုတော့သူကအသေးစိတ်ပြောပြဖို့အတွက်သတင်းထောက်တွေကညှင်းပယ်ခဲ့တယ်ဒါပေမဲ့ဒီနောက်ဒီNew York Times နဲ့ဒီ The Time of India ပေါ့နော်သူတို့ကဒီကိုကားဖော်ပြမှုတွေရှိခဲ့တယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နော်ဒီဖြစ်နိုင်ခြေရှိတာကသူတို့မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွေကတဲ့ဒါမဖြစ်နိုင်ခဲ့ဘူးပေါ့နော်အဲ့တော့ရော်ရဲ့ဘက်ကဒါတောင်းဆိုတာကတော့ဒီမာဒူရိုပေါ့ဒီဗန်နီဇွဲလားသမ္မတမာဒူရိုကိုချက်ချင်းရာထူးမှနှုတ်ထွက်ပြီးတော့တဲ့အဲ့ဒီဗန်နီဇွဲလားနိုင်ငံကနေပြီးတော့ဘေးကင်းစွာထွက်ခွာသွားခွင့်ကိုခွင့်ပြုတယ်ဒီနေရာကနေထွက်သွားပေါ့သူ့ရဲ့မိန်းမရောသူ့ရဲ့သားရောသူတမိသားစုတို့ဒီဗန်နီဇွဲလားကနေဘေးကင်းစွာနဲ့ထွက်ခွာသွားပေါ့နော်ဒီဒေါ်ရဲ့ရည်ရွယ်ချက်ကတော့ဒီနီကိုလတ်ပေါ့နော်ဒီလူကိုလုံးဝဒီဗန်နီဇွဲလားကနေထွက်သွားဖို့ဗန်နီဇွဲလားကနေလုံးဝမရှိတော့အောင်ပေါ့ဒီဘက်ကအဲဒီဖုန်းပြောစဉ်အတွင်းမှာလည်းဒီဗန်နီဇွဲလားဘက်ကပြန်ပြီးတော့ဒီတောင်းဆိုတာနှစ်ခုပေါ့နော်သူကကမ္ဘာလုံးဆိုင်ရာလူငယ်ချမ်းသာခွင့်ပေါ့သူကမာဒူရိုကတဲ့သူ့ရဲ့အဖွဲ့ပေါ့နော်သူ့ရဲ့မိသားစုသူ့ရဲ့စစ်တပ်အကြီးအကဲအကုန်လုံးပေါ့နော်သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအားလုံးအတွက်ကမ္ဘာလုံးဆိုင်ရာလူငယ်ချမ်းသာခွင့်ပေးဖို့တောင်းဆိုခဲ့တယ်နောက်ထပ်တစ်ခုကကြတော့ဒီပေါ့နော်ဒီလွတ်လပ်တဲ့ရွေးကောက်ပွဲကိုတဲ့ခွင့်ပြုနေပြီဗန်နီဇွဲလားမှာလွတ်လပ်တဲ့ရွေးကောက်ပွဲကိုပြုလုပ်တယ်ဆိုရင်တော့မှပဲတဲ့နော်ဒီဗန်နီဇွဲလားစစ်တပ်ရဲ့ကွပ်ကဲမှုကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားခွင့်ပေါ့နော်ဒီစစ်တပ်ကပဲဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ထိန်းချုပ်ထားခွင့်ပေါ့နော်ဒါမျိုးကိုပြောတာလည်းတူပါတယ်အဲ့တော့ဒီလိုမျိုးတောင်းဆိုချက်နှစ်ခုကိုဒီ American ဘက်ကတော်တို့ဘက်ကလည်းဒီနှစ်ခုလုံးကိုလုံးဝပယ်ချလိုက်တယ်ဒါကိုဘလို့မှကိုလက်မခံနိုင်ဘူးပေါ့နော်ချက်ချင်းလိုက်နေဒီယာရုကစင်ပိန်းဆိုတဲ့ပုံစံပေါ့နော်ဒီသတင်းသူတို့ဂျာကဖုံးပြောတဲ့အသေးစိတ်အကြောင်းအရာကတော့ဒီဗန်နီဇွဲလားဘက်ကရောဒီ US ဘက်ကရောတရားဝင်အစိုးရပိုင်းတွေသတင်းထုတ်ပြန်တာတော့မဟုတ်ဘူးဒါပေမဲ့ခုနကပြောခဲ့တဲ့သတင်းဌာနကြီးနှစ်ခုပေါ့နော်The New York Times နဲ့ The Times of India ကနေပြီးတော့ကိုကားပြီးတော့သူတို့ဖော်ပြတာပေါ့သူတို့ရဲ့အခြေအနေတွေကဘာတွေထပ်ဖြစ်မလဲဆိုတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်ဘယ်ချိန်ထိဒါမြင့်တက်သွားမလဲပေါ့နော်မိတ်ဆွေတွေထင်မြင်စားချက်လဲ comment မှာမှတ်ခဲ့ပါ